အားလုံးမင်္ဂလာပါကျွန်တော်တို့ BHC Burmese Hair Center မှာကျွန်တော်တို့ရည်ရွယ်ထားတဲ့ဥတီထားတဲ့ကုန်ကျန်းဝယ်ယူမှုကုန်ကြောထုတ်လုပ်မှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပါရစေကျွန်တော်တို့အနေနဲ့ကုန်ကြောပစ္စည်းတွေကျွန်တော်တို့ပြန်ရောင်းတဲ့အခါအကောင်းဆုံးပစ္စည်းတွေကိုထုတ်လုပ်ပြီးကျွန်တော်အနေနဲ့ရောင်းချခြင်းပါတယ်အကောင်းဆုံးပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့ရောင်းချဖို့အတွက်လည်းရည်ရွယ်ထားတယ်ဥတီထားပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့ကုန်ကျန်းတွေဝယ်ယူတဲ့အခါအရည်သွေးကောင်းမွန်တဲ့ပစ္စည်းကိုကျွန်တော်အနေနဲ့ဝယ်ယူလိုပါတယ်အရည်သွေးကောင်းမွန်တဲ့ပစ္စည်းကိုကျွန်တော်အနေနဲ့ဝယ်ယူပါတယ်ရည်သွေးကောင်းတွေကိုဝယ်ယူပြီးတော့ကျွန်တော်အနေနဲ့ပြန်လည်ရောင်းချဖို့အတွက်ကိုအကောင်းမွန်ဆုံးဖြစ်တဲ့ပုံကြောပစ္စည်းတွေကိုကျွန်တော်ထုတ်လုပ်ပြီးတော့ပြန်လည်ရောင်းချလိုပါတယ်အဲ့ဒီအတွက်မိတ်ဆွေတို့ရှိမှာပုံကြောထုတ်ဖို့အတွက်အရည်သွေးကောင်းမွန်တဲ့ပုံကျန်းပစ္စည်းတွေရှိတယ်ဆိုရင်ကျွန်တော်တို့ BHC Burmese Hair Center ကိုလာရောက်ပြီးရောင်းချပေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့ပစ္စည်းအရည်သွေးကောင်းရင်ကောင်းတယ်လို့ဈေးကောင်းပေးပြီးတော့ဝယ်ယူပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ